ကြီးကောရဲ့မျက်လုံးတွေကချက်ချင်းမြည်ရဲသွားပြီးငိုတော့မလို့ဖြစ်သွားတယ်သူ့မျက်လုံးထဲမှာမကျေနပ်မှုတွေအပြည့်ဖြစ်နေပြီးအနိုင်ကျင့်ခံရတဲ့မိမငယ်လေးလိုပဲအကိုကြီးအဲ့ဒီတင်နာကြမဲ့စားဖို့မှုကကျွန်တော်ကိုရိုက်တယ်ဟင်းအကိုကြီးကျွန်တော်အတွက်တရားမျှတမှုရှာပေးပါဘရူနိုကဒီချိန်တွေကိုကြည့်ပြီးနည်းနည်းကြောင်သွားတယ်သူကကြီးကောညွန့်ပြတဲ့ဘက်ကိုကြည့်လိုက်တော့ကျွန်တော်ကအေးဆေးဆေးကြည့်နေတာကိုတွေ့လိုက်ရတယ်ဘရူနိုကတနွေးမျိုးချလိုက်ပြီးပါဇက်ကတွန့်သွားတယ်သူ့လက်ကိုမြောက်ပြီးကြီးကောရဲ့မျက်နှာကိုအားကုန်လွှဲရိုက်လိုက်တယ်ကျဲလောင်နဲ့ရိုက်တန်ကဟာလာဟင်းလင်းဖြစ်နေတဲ့စားတောက်ခန်းထဲမှာပဲတင်ထက်သွားတယ်ပြီးတာနဲ့ဘရူနိုကကျွန်တော်စီကိုအမြန်လျှောက်လာတယ်အကွာဝေးတစ်ခုလောက်မှာပဲရက်ပြီးလှပတဲ့ဒူးထောက်ချင်းနဲ့ကျွန်တော်ရှေ့မှာဝတ်သွားတယ်အကိုယုံကျွန်တော်ကတပည့်တွေကိုတေချာမဆုံးမတက်လို့ပါလူကြီးလူကောင်းကလူငယ်တွေရဲ့အမားကိုခွင့်လွှတ်ပေးပါဒီတစ်ချိန်တော့ကျွန်တော်ကိုခွင့်လွှတ်ပေးပါတခါအတွင်းမှာပဲစားတောက်ခန်းတစ်ခုလုံးရဲ့လေးဒူးကရက်တန့်သွားတယ်လို့ပဲဘသူမှအတမ်းမထွက်ရဲကြဘူးမလန့်မကန်းကကြီးကောရဲ့မျက်လုံးတွေကခေါင်းလောင်းလိုပြူးကျနေပြီးမေးစေးတောင်အောက်ကိုကျသွားတယ်သူလုံးဝကိုကြောင်သွားတာစီလက်စ်ကတော့မျက်လုံးတွေတောင်ပြူးထွက်မတက်ပဲလူသက်သမားလိုကြောက်စရာကောင်းတဲ့ဘရူနိုကကျွန်တော်ကိုမြင်တာနဲ့ကြွက်ကကြောင်ကိုမြင်တယ်လို့ဖြစ်နေတာဒါကတကယ်လို့ဘလို့မှမယုံနိုင်စရာပဲထောင်ထဲမှာအလုပ်လုပ်လာတာနှစ်ပေါင်းများစွာရှိပြီးဘရူနိုရဲ့ဒီလိုမျက်နှာထားမျိုးကိုပထမဆုံးမြင်ဘူးတာပဲဆိုဖီယာရဲ့လှပတဲ့မျက်နှာလေးပေါ်မှာလည်းအန်တာမှုတွေအပြည့်ဖြစ်နေပြီးသူမရဲ့မျက်လုံးတွေထဲမှာစိတ်လှုပ်ရှားမှုတွေပါဝင်နေတယ်ထံမိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုကိုတွေးလိုက်ရတယ်လို့ပဲသူမရဲ့မျက်လုံးတွေကအယောင်တွေတောက်ပတ်နေတယ်ကျွန်တော်မျက်ခုံးပစ်လိုက်ပြီးတန်တရားနဲ့မေးလိုက်တယ်ငါတို့သိလို့လားဘရူနိုကဖားရတဲ့အပြုံးနဲ့ပြောတယ်အကိုကြီးကပြောတယ်နောက်ဆိုခင်ဗျားကိုမြင်ရင်အကိုကြီးကိုမြင်တယ်လို့ပဲဆက်ဆံရမယ်အကိုကြီးကခင်ဗျားကိုအဲ့ဒီကိုလာခဲ့ဖို့ပြောခိုင်းလိုက်တဲ့အကြောင်းရင်းအတိအကျကိုတော့ခင်ဗျားသွားရင်သိရပါလိမ့်မယ်ဘရူနိုကယိုရိုတေတေနဲ့ပြောပြီးကျွန်တော်စကားပြောတာကိုစောင့်နေတယ်သူကနင်းနေလေးမှစိတ်မရှိတဲ့ပုံမပြဘူးကျွန်တော်နင်းနေစဉ်းစားလိုက်ပြီးဘရူနိုကိုလမ်းပြခိုင်းလိုက်တယ်အခမ်းအမှတ်တူညာတကိုသွားတဲ့အချိန်မှာဆိုဖီယာကိုလည်းစီလက်စ်ကအထက်ကထောင်စီကိုပြန်ပို့ပေးလိုက်တယ်လမ်းကနေထွက်ခွာတော့မယ့်အချိန်မှာအကျဉ်းသားတွေရန်ဖြစ်နေတဲ့အတန်ကိုကြားလိုက်ရတယ်သူမရုတ်တရက်ခြေလမ်းတွေရက်တက်လိုက်ပြီးစီလက်စ်ကိုဘာဖြစ်တာလဲလို့မေးလိုက်တယ်စီလက်စ်ကမျက်မှောင်ကျသွားပြီးဆိုဖီယာကိုခေါ်ကအတန်လာတဲ့ဘက်ကိုနင်းနေကတ်သွားတယ်ဒါမှအကျဉ်းသားတယောက်ကအော်ဟစ်နေတာကိုကြားလိုက်ရတာနားထောင်ကမထွက်ဘူးငါပြစ်ဒဏ်ဆေးသွားပြီးဆိုရင်မဲ့ထွက်မသွားနိုင်ဘူးအပြင်မှာဒီလောက်ရတာရှိတဲ့ထောင်ထမင်းမျိုးဗမာရှိလို့လဲအယူမှထွက်သွားမှလာလေတတိရှိရင်နားကိုတက်လိုက်လေဒီလိုအော်ဟစ်ဆဲဆိုနေတဲ့အတန်ကိုကြားလိုက်ရတဲ့အခါဆိုဖီယာနဲ့စီလက်စ်တို့နှစ်ယောက်အချင်းချင်းကြည့်လိုက်ကြပြီးအဲ့ဒီနေရာမှာတင်ကြောက်ရွံ့လို့ဖြစ်သွားကြတယ်အချင်းထောင်ရဲ့ဘီဘလော့မှာတော့အဖီလာဆိုတာကအဲ့ဒီဘက်ကအာနာရှင်ဘရင်မပဲအခုသူမကလူလက်ပိုင်းရွယ်မျိုးသားတယောက်ကိုစစ်စစ်မင်းမြန်းနေရဲ့အဲ့ဒီမျိုးသားကတော့ကြောက်လန့်တကြားနဲ့ဖြောင်တန်းထွက်ဆိုနေတယ်အမကြီးကျွန်တော်ကအေဘလော့နဲ့တမင်တက်အဆက်အသွယ်လုပ်ချင်တာမဟုတ်ပါဘူးအဓိကသူတို့ရဲ့ထမင်းကအရန်စားလို့ကောင်းနေလို့ပါဒီနေရာမှာတင်အဖီလာတယောက်ဘာဆက်လို့ရမှမသိဖြစ်သွားတယ်လူလက်ပိုင်းမျိုးသားကဆက်ပြီးရိုးရိုးသားသားပြောပြတယ်အမကြီးကျွန်တော်ပြောတာတွေအားလုံးကအမှန်တွေကြီးပါပဲမနေ့ကနေ့လယ်ကကျွန်တော်ကိုအချင်းထောင်ရဲကအလုပ်လုပ်ဖို့ခေါ်သွားတယ်ညဘက်ကျတော့အဖေကရကစားတောက်ခန်းမှာထမင်းစားဖို့စီစဉ်ပေးတယ်အဲ့ဒီရန်ကျုံခောက်ဆွဲကတကယ်ကိုအရန်စားလို့ကောင်းတာပဲစုံစမ်းကြည့်မှသိရတာကအေဘလော့မှာငကားနိုင်ငံကထိတ်တန်းစားဖို့မှုဖြစ်တဲ့တေတန်ကြအချင်းသားတယောက်ရှိတယ်ရန်ကျုံခောက်ဆွဲကိုသူလုပ်တာတဲ့ဒီနေ့မနက်အတန်တွေကြားလို့ဒေါ်လာ1000ပေးပြီးမန်ထိုနဲ့ဘဲငံပြာကြီးတပွဲဝယ်လာတာပါအဖီလာကဒီလိုရိုးသားတဲ့လေတန်ကိုကြားရတော့အတူအယောင်လို့မထင်ဘူးဒါပေမဲ့အကြောင်းအရာကတော့စဉ်းစားလို့မရတော့အောင်ထူးဆန်းနေတယ်ဒေါ်လာ1000ပေးပြီးမန်ထိုနဲ့ဘဲငံပြာကြီးကိုဝယ်တယ်ဦးနောက်များပြက်နေပြီလားထမင်းတနက်ကဘလောက်တောင်စားကောင်းနေလို့လဲသူမကမျက်မှောင်ကျုပ်ပြီးမေးလိုက်တယ်တကယ်ရောအဲ့ဒီလောက်စားကောင်းလို့လားလူလက်ပိုင်းမျိုးသားကနည်းနည်းစဉ်းစားလိုက်ပြီးပြောတယ်အမကြီးကျွန်တော်မနေ့ညကအဲ့ဒီခောက်ဆွဲကိုစားပြီးတဲ့နောက်တညလုံးအိတ်လို့မရဘူးတကယ်ကိုအရန်စားလို့ကောင်းတာပဲဦးလန်းချောင်းတွေပါစိတ်လှုပ်ရှားပြီးအလုံးလုံးနေတယ်လို့ပဲအဖီလာကမျက်လုံးကိုမေးလိုက်ပြီးခါလောက်တွေးနေတယ်ပြီးတော့ဘေးကလူကိုပြောလိုက်တယ်မေလာဒီနေ့နေ့လေကြာရင်နင်းနေလန်းရှာပြီးအေဘလော့ကထမင်းတပွဲငါးစီယူလာခဲ့စမ်းအဲ့ဒီစားဖို့မူကဘလောက်တောင်စွမ်းဆောင်နိုင်လဲဆိုတာငါကြည့်ချင်သေးတယ်ထမင်းတနက်တဲနဲ့ငါကိုပါတညလုံးအိတ်မပြောအောင်လုပ်နိုင်မလားဆိုတာကြည့်ရသေးတာပေါ့သူမရဲ့အနောက်ကအမျိုးသားကခေါင်းနေနေညစ်ပြပြီးဟုတ်ကဲ့အမကြီးလို့ပြောလိုက်တယ်နေ့လေရောက်ခါနီးပြီဖြစ်လို့ကျွန်တော်ကစောစောစီးစီးပဲဆိုဖီယာနဲ့အတူမိဖို့ချောင်းမှာအလုပ်များနေတယ်ဒီနေ့နေ့လေအတွက်ပါဝင်ပစ္စည်းအသစ်တချို့ထပ်ဖြည့်ထားတယ်ဒါကြောင့်ကျွန်တော်ချက်ပြုတ်နိုင်တဲ့ဟင်းညာတွေလည်းပုံများလာတယ်အခုကျွန်တော်လုပ်တော့မဲ့ဟင်းကငကားနိုင်ငံအစားအသောက်ရင်ကျေးမှုရဲ့အနှစ်သာရဖြစ်တဲ့ဟင်းဤတောင်ဟင်းတစ်မျိုးပဲကျွန်တော်ကတစ်ဖက်ကချက်ပြုတ်ရင်တစ်ဖက်ကဆိုဖီယာကိုရှင်းပြနေတဲ့တိုးတက်မှုအမြင်နှုန်းကနည်းနည်းနေပေမဲ့ဆိုဖီယာသားတက်သွားရင်ကျွန်တော်ကိုယ်တိုင်လုပ်เสียရမလို့တော့ဘူးလေနာရီဝက်လောက်ကြာတဲ့အခါကျွန်တော်တို့နှစ်ယောက်လုံးအလုပ်တွေပြီးသွားပြီးနောက်ထပ်10မိနစ်လောက်ဆက်တီထားလိုက်ရင်ရပြီစားတော့ခန့်အပြင်ဘက်မှာလည်းတကားကောက်တန်တွေထွက်ပေါ်နေပြီးအကျဉ်းသားတွေကထမင်းစားဖို့လောဆော်နေကြတာအဲ့ဒီအချိန်မှာအကျဉ်းထောင်ရဲမှုမာတင်ကနောက်ထပ်တကားတစ်ပေါက်ကနေစားတော့ခန့်ထဲကိုအမြန်လျှောက်ဝင်လာတဲ့ကော်လာကိုနင်းနေဆွဲပြီးစားတော့ခန့်တန်တကားကြီးကိုဖွင့်ပေးလိုက်တဲ့ပီတာကတားရည်ကြခင်ကိုဝတ်ထားပြီးဆမ်မင်နိုရိုနဲ့အာမန်ပြည့်နဲ့ရှေ့ဆုံးကနေဝင်လာတဲ့တပည့်တွေကလည်းသူ့နောက်ကနေအစီအစဉ်တကျလိုက်လာကြတယ်ရှောင်းဟူကတပည့်10ယောက်လောက်ကိုခေါ်ပြီးထမင်းကူးတဲ့ပြတင်းပေါက်ကိုရောက်လာတယ်ကျွန်တော်ကိုမြင်တဲ့အခါသူ့နောက်ကတပည့်တွေနဲ့အတူကျွန်တော်ရှေ့မှာတင်းကြီးတင်းညွတ်တဲရက်လိုက်ကြတယ်ခါကို90ဒီဂရီကိုင်းညွတ်ပြီးအတန်ကျဲကျဲနဲ့နှုတ်ဆက်ကြတယ်အကိုယုံမင်္ဂလာပါအမကြီးမင်္ဂလာပါကျွန်တော်ပြုံးပြီးခေါင်းခါလိုက်တယ်နောက်ပြောင်မနေကြပါနဲ့ညီအကိုတွေကိုမြင်မြန်ထမင်းကူးပေးလိုက်ပါရှောင်းဟူနဲ့နောက်ကတပည့်တွေကထပ်ပြီး90ဒီဂရီရိုတေးပေးပြန်တဲ့ဘေးကဆိုဖီယာကတော့အလန့်တကြားဖြစ်သွားတယ်သူမကအေဘလော့မှာကိုစွမ်းဆန်းတဲ့နေရာတစ်ခုရထားပေမဲ့ဒီလိုဆက်ဆံမှုမျိုးကိုတစ်ခါမှမခံစားဘူးအခုလေးတင်ဝင်လာတဲ့မာတင်ကဒီမြင်ကွင်းကိုကြည့်ပြီးနေရာမာတင်ရက်သွားတဲ့တရဲတစေကိုမြင်လိုက်ရတယ်လို့မျက်နှာထားမျိုးနဲ့မျက်လုံးတွေကကြောင်တောင်ဖြစ်နေရဲ့ကျွန်တော်ကိုလက်ညှိုးထိုးပြီးစကားတောင်မပြောနိုင်တော့ဘူးရှောင်းဟူကကျွန်တော်အညွန့်ခံရတာကိုမြင်တော့မထီမဲ့မြင်လေးတန်းနဲ့ပြောလိုက်တယ်ရဲမှုမာတင်မင်းရဲ့လက်ချောင်းကိုဖဲလိုက်မင်းမိသားစုတွေဒုက္ခရောက်တာကိုမလိုချင်ဘူးမလားအကျဉ်းသားတယောက်ရဲ့လူလုံးရှိမှာစိန်ခေါ်မှုကိုခံလိုက်ရတဲ့မာတင်ရဲ့မျက်နှာကချက်ချင်းပြောင်းလဲသွားတယ်ဖြူလိုက်စိမ့်လိုက်ဖြစ်နေပေမဲ့စကားတခုမှထွက်မလာဘူးဒီခိုက်တက်မှာသူရုတ်တရက်နားလဲသွားတယ်24နာရီအတွင်းမှာပဲကျွန်တော်ကအေဘလော့မှာအကြီးဆုံးအင်အားစုအဖြစ်အဖွဲ့တစ်ခုဖွဲ့စည်းနိုင်သွားပြီဆိုတာကိုပေါ်ပီတာကလည်းမလန့်မကန့်မှရက်နေပြီးအကြည့်တွေကိုဒီနေရာကနေမဖယ်ဘူးဒါကသူ့ရဲ့တိတ်ဆိတ်ခွင့်ပြုချက်ပဲမာတင်ကတပြင်းချပြီးခေါင်းလိုက်ဆိုင်ကြကစားတော့ခန်းထဲကနေထွက်သွားတယ်ထမင်းကူးတာကပုံမှန်တိုင်းစတင်နေပြီးနေ့လယ်စားကမန်ထိုဆိုတာကိုမြင်လိုက်ရတဲ့အခါအကျဉ်းသားတွေအားလုံးပျော်ရွှင်သွားကြတယ်ကြီးမားပြီးဖြူဖွေးနေတဲ့မန်ထိုတွေကဘာနဲ့စားစားမွေးကြိုင်နေတာပဲဟင်းဤတောင်ဟင်းကိုထုတ်လာတဲ့အခါမှာတော့အကျဉ်းသားတွေရဲ့မျက်လုံးတွေကအယောင်တွေတောက်ပတ်သွားတယ် Oh my god ငါမန်ထိုစားရတာကိုအကြိုက်ဆုံးပဲပေါင်းမို့လို့ဘာလို့ဆိုတာလုံးဝအမိုက်တွေကြီးပဲအကိုယုံရဲ့လက်ရာကတကယ်ကိုနှက်ဖျားလိုပဲအကျဉ်းသားတွေရဲ့ချီးကျူးစကားတွေကိုကြားရတဲ့အခါကျွန်တော်စိတ်ထဲမှာဖော်ပြလို့မရတဲ့အောင်မြင်မှုခံစားချက်တွေဖြစ်ပေါ်လာတယ်တခါတလေဒီလူတွေကလည်းချစ်စရာကောင်းပါတယ်အဲ့ဒီအချိန်ဘီဘလော့မှာတော့အဖီလာကသူ့ရှိကဘန်းနှစ်ခုကိုကြည့်နေတယ်ဘဘက်ကဘန်းမှာမန်ထိုကြီးနှလုံးရှိပြီးညာဘက်ကဘန်းမှာတော့ဟင်းဤတောင်ဟင်းတွေရှိတယ်မေလာကတက်ရက်တဲ့ဝတ်စုံကိုဝတ်ထားပြီးခေါင်းကိုအနှဲငယ်ငုံကပြောတယ်အမကြီးပစ္စည်းတွေကဒါတွေပါပဲကျေးဇူးပြုပြီးနီးစမ်းကြည့်ပါဦးညာဘက်ကပန်းကံပြားစီကနေလာတဲ့အနံ့ကိုရသွားတဲ့အခါအဖီလာကဆက်ပြီးတုံ
ဆိုင်မနေတော့ဘူးမွေးကြိုင်နေတဲ့ဟင်းရီတောက်ဟင်းနေကိုခရင်နဲ့ထိုးပြီးပါဆက်ထဲထည့်လိုက်တယ်အပီလာဖြည်းဖြည်းချင်းဝါလိုက်တဲ့အခါထူတယ်ပြီးနူးညံ့တဲ့အရာကရှာဖျားကနေဦးနောက်စီကိုပြန့်နှံ့သွားတယ်ဒီရတာရှိတဲ့ခန်းစားချက်ကသူမရဲ့ဦးကောင်းကုန်ကိုတောင်လမ်းထွက်သွားစေမတက်ပဲသူမကခရင်ကိုကင်ထားတဲ့လက်တွေတောင်နင်းနေတုံရင်လာတဲ့တခါအတွင်းမှာပဲစကားပြောနိုင်စွမ်းကိုဆုံးရှုံးသွားတယ်လို့ပဲရှာကဦးနောက်ရဲ့အမိန့်ကိုလုံးဝဂယူးမဆိုင်တော့ပဲပါဆက်ထဲကအလုံးကောင်းမွန်တဲ့အရာကိုခန်းစားဖို့ပဲအာယုံဆိုင်နေတော့တယ်အပီလာရဲ့မျက်လုံးထဲကနေမျက်ရည်ဘူးနှစ်ပေါက်စီးကျလာတဲ့ဘေးကမေလာကတော့ကြောင်ကြည့်နေမိတယ်အမကြီးအဆင်ပြေရဲ့လားအဲ့ဒီကောင်တွေအစိတ်ခတ်ထားတာလားမေလာကသူထေးဖြစ်သူနင်းနေပုံမဟုတ်ဘူးလို့ထင်ပြီးရှောက်တွေးနေရဲ့အပီလာကတော့လက်ကပြပြီးမေလာကိုရှောက်မတွေးဖို့ပြောလိုက်တယ်ကိုဘာသာကိုမန်ထိုကိုဟင်းရီတောက်ဟင်းနဲ့တွဲပြီးအာဘာတရားစားနေရဲ့ကျင်းတဲ့မျက်နှာထားနဲ့မန်ထိုကြီးနှလုံးကိုစားပြီးတဲ့အခါဟင်းရီတောက်ဟင်းလဲကုန်သွားတယ်နားထက်စားခြင်းသေးတယ်ရှိသေးလားမေလာတယောက်ချက်ချင်းကြောင်သွားတယ်မရှိတော့ဘူးအပီလာရဲ့လာပါတဲ့မျက်လုံးတွေကမေလာစီကိုရုတ်တရက်အေးဆက်ဆက်ကြည့်လိုက်တယ်ဒါဆိုရင်လည်းလုံးစရာမရှိတော့ဘူးအေးဘလော့မှာဒီလောက်တော်တဲ့စားဖို့မှုရှိနေတာကိုငါတို့ဘီဘလော့မှာတော့မရှိဘူးဒီတိုင်းဆက်သွားရင်လူတိုင်းကအေးဘလော့ကိုပြောင်းချင်ကြလိမ့်မယ်ငါတို့ဘီဘလော့ကတော့တေချာပေါက်ကိစ္စပြက်ပြီးညီကိုတွေကိုတွားကြောင်းကြလိုက်နေလေလင်းချင်းခံချင်ကြရင်အားလုံးစုပြီးစုပူကြမယ်မကြခင်မှာပဲအချင်းထောင်မှုရုံးခန်းကဘီဘလော့ကအချင်းသားတွေအုံကြဖို့လုပ်နေတယ်ဆိုတဲ့သတင်းကိုရရှိသွားတယ်တောက်ခွေးတွေသူတို့အယူတွေဖြစ်နေကြပြီလားအဲ့ဒီအပီလာကဘလို့ဥဆောင်နေတာလဲမာတင်ကချွေးတွေတုံရင်ဖုံးပြောနေတယ်မတေချာဘူးပြတာပေမဲ့သူတို့ရဲ့တောင်းဆိုချက်ကတော့ရှင်းပါတယ်စားဖို့မှုကိုလဲပေးဖို့အေးဘလော့နဲ့အတူတူပဲဖြစ်ရမယ်လို့ပြောပါတယ်အချင်းထောင်မှုကြောင့်သွားတယ်အေးဘလော့ကစားဖို့မှုကငကားနိုင်ငံသားမဟုတ်ဘူးလားအမောင်လောကဟင်းညာတွေကိုတောင်သူတို့ကစားချင်နေတာလားတခြားတစ်ဖက်မှာတော့ကျွန်တော်ကထောင်ရဲ့ရေခဲတစ်တာထဲမှာအေးခဲသားနေနဲ့ကိုတွေးလိုက်တယ်ဖွင့်ကြည့်လိုက်တော့အန်သားစရာပါပဲအမဲသားဝတ်သားမြင်းသားသားမျိုးစုံရှိနေရဲ့တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဒါနဲ့အကုန်လုံးကိုရောပြီးရှိုးဝက်ချက်လုပ်ထားတဲ့ sauce တပူးကိုလှုပ်လိုက်တယ်ကိုယ်တိုင်စားဖို့ခိုးချန်ထားလိုက်တာမိဖို့ချောင်းမှာလူမလုံလောက်လို့အေးဘလော့ကနေကောင်မလေးတယောက်ကိုထက်ခေါ်လာတယ်ဘေကကျွန်တော်ကိုမြင်တော့လောင်ပြောင်းတဲ့အတန်နဲ့ပြောတယ်ဘာဖြစ်တာလဲဆိုဖီယာနင်ပြောတဲ့ငကားနိုင်ငံကထိတ်တန်းစားဖို့မှုဆိုတာဒီလိုတော့မဟုတ်တော့ပါဘူးနော်ဘေကမထီမဲ့မြင်လုပ်တယ်အကိုရုံးရဲ့ဟင်းချက်ပညာကတကယ်ကိုအန်သားစရာကောင်းပါတယ်ဖွင့်ကြည့်ရတာလူလိန်တယောက်ပါပဲဒီတက်ခင်မလေးရဲ့အချိန်ကိုလာမဖြုံးနဲ့သူမစကားပြောပြီးတာနဲ့ကျွန်တော်ကသူမရဲ့လေပင်ကိုနောက်ကနေဆွဲဖမ်းလိုက်တယ်မလိုချင်ဘူးလားလို့လိုက်ဒါပေမဲ့ကျွန်တော်ကမျက်နှာတုံတုံနဲ့နေရဲ့ဆိုဖီယာလည်းဝင်မတောင်းပန်ရဘူးအဲ့ဒီတက်ခင်မလေးကိုတော့တယ်ကျမမားသွားပါတယ်ကျမကိုအောက်ချပေးပါအဲ့ဒီတော့မှကျွန်တော်ထမင်းဆက်ချက်တဲ့ဟင်းချက်နေတော့ဆိုဖီယာကမိဖို့ချောင်းထောက်မှာတတိကိုပလင်းလေးတပုလင်းကိုတွေ့သွားတယ်ဟင်းခတ်အမွေးကြံတွေထည့်ပြီးရင်ပါဝင်ပစ္စည်းတွေကအရန်စားကောင်းသွားမယ်လို့တွေးမိတဲ့ဆက်ကတော့နင်းနေရဲထဲမလို့စိတ်ကူးပေမဲ့လက်ချော်သွားပြီးတပုလင်းလုံးကျသွားတယ်အင်းပါမှတော့မဖြစ်တော့ပါဘူးတခြားတစ်ဖက်မှာတော့ကောင်းစတာကောင်းဆောင်ကကျွန်တော်ကိုတက်ဖို့အမိန့်ပေးထားတဲ့အတွက်စီဘလော့ကရက်ဆက်တဲ့အကျဉ်းသားတယောက်ကအလုပ်ကိုမြင်မြန်ပဲလက်ခံလိုက်တယ်သူပြောလိုက်တယ်အေးဘလော့ကစားဖို့မူဟုတ်လားဒီညမင်းစိတ်မပြတ်စေရဘူးညစာစားချိန်မှာအကျဉ်းသားတွေထမင်းစားတာကအရင်လိုပဲယူသွနေကြတော့မယ်ဒါပေမဲ့တန်းကောင်ရန်ချိန်ရောက်တဲ့အခါသူတို့တွေအရင်ကလိုမငြိမ်သက်တော့ဘူးဘယ်သူမှစကားမပြောမဆူညံကြပေမဲ့တယောက်ချင်းစီမျက်လုံးတွေနီးရဲပြီးအသက်ရှူတန်တွေပြင်းနေကြတယ်တစ်ချိန်တည်းမှာပဲအေးဘလော့ထောင်ရဲ့စင်ကြံလမ်းမှာလူသက်သမားကစောင့်ကြည့်ခင်များတွေကိုကျွမ်းကျင်စွာရှောင်တိန်နေတဲ့ထိတ်တန်းလူသက်သမားတယောက်အနေနဲ့သူကဒီလောက်ကပိုက်ဆံလာကားရတယ်လို့ပဲလို့ခံစားရတယ်အချင်းထောင်ကဂျင်းနီနိုင်ရန်တန်တိုင်းလို့နာမည်ကြီးပေမဲ့နောက်ဆုံးတော့သူအဝင်ထွက်လို့ရတာပဲမဟုတ်လားစားဖို့မူလေးတယောက်ကိုတက်ဖို့ဆိုတာအရန်လွယ်ပါတယ်တခြားတစ်ဖက်မှာတော့ပီတာကဒီနေ့မီးလောင်နေတယ်လို့ခံစားရတယ်သူ့မျက်လုံးတွေကအနီရောင်တွေတောက်ပနေပြီးမျက်နှာကရှုံးမဲ့နေတယ်သူ့ရင်ထဲကမီးတောက်တွေကသူ့ကိုယူသွတ်သွားစေတော့မယ်အဲ့ဒီအချိန်မှာပဲအပြင်ဘက်မှာလူတယောက်ရှိနေတာကိုပီတာရုတ်တရက်တတိထားမိလိုက်တယ်ဟုတ်တယ်အခုလူသက်သမားကထောင်တကားမှာကပ်ပြီးနည်းနည်းချင်းစီရွှေ့နေတာပီတာရဲ့မျက်လုံးတွေထဲမှာအယူမှုဝမ်းသာမှုတွေဖြစ်လာတယ်ဒီလိုကောင်းတဲ့ကိစ္စရှိသေးတာပဲပုခုံးကိုပုတ်လိုက်ပြီးညီလေးမင်းကန်ဆိုးသွားပြီပဲလို့ပြောလိုက်တယ်အဲ့ဒီနောက်မှာတော့လူမဆန်တဲ့အော်တန်တွေထွက်လာတယ်ဘေးကန်းကတပည့်ရဲ့ပြောစကားအရတညာလုံးရေပက်တန်တွေကြားရပြီးဘယ်သူမှအဲ့လိုမရဘူးတဲ့မိုးလင်းတဲ့အထိပဲလူသက်သမားကလုံးဝကိုမတန်မဆွမ်းဖြစ်သွားပြီးညှစ်ထုတ်ခံလိုက်ရတယ်လို့ပဲသူကစင်ကြံလမ်းပေါ်မှာလဲနေတယ်တာဝန်ကျအချင်းထောင်ရဲကရှောက်လာပြီးအမြန်ကယ်ဆယ်ရေးလုပ်ဖို့ပို့ပေးလိုက်တယ်တခြားတစ်ဖက်ကောင်းစတာမိသားစုထဲမှာတော့ကောင်းစတာကောင်းဆောင်ကသတင်းကောင်းကိုအေးအေးဆေးဆေးစောင့်နေတယ်အိုချက်ကိစ္စဘလို့နေလဲစိတ်ချပါသူထေးမင်းညကအလုတ်စလုတ်ပါပြီးအဲ့ဒီကောင်ဒီနေ့ဖျားသခင်စီရောက်သွားတော့ပါပြီမကြခင်မှာပဲဖုံးဝင်လာတဲ့နားထောင်ပြီးတဲ့နောက်ကျက်ရဲ့မျက်နှာစိမ့်သွားတယ်သူထေးလူသက်သမားကအလုံးမအောင်မြင်ဘူးတဲ့သူခြုံကိုတိုက်ခိုက်ခံရပြီးတယောက်ယောက်ကသူ့ကိုနှိမ့်ဆက်တက်ဖြတ်လို့နီးပါးဖြစ်သွားတယ်တဲ့ဟာကောင်းစတာကောင်းဆောင်အန်တာသွားတယ်ဒီနာကားနိုင်ငံသားကကြိုတင်ပြင်ဆင်ထားတာပဲသူကသတင်းကိုကြိုးရထားတာတေချာတယ်ငါ့ကိုစုံစမ်းပေးတေချာစုံစမ်းပေးဒုတိယနေ့မနေ့စောစောမှာပဲကျွန်တော်ကိုစီလက်ကဒီဘလော့ကိုခေါ်သွားပြီးအရေးကြီးပုဂ္ဂိုလ်တယောက်အတွက်ဟင်းချက်ပေးရတယ်တခြားနေရာတွေနဲ့မတူဘူးဒီမှာအကျဉ်းသားတစ်ဆက်ရောက်တောင်မရှိဘူးသူတို့ရဲ့နောက်ခံတွေကအရန်ချို့ဝဆန်းကျဲတယ်ပြီးတော့နေတာတွေကလည်းစိန်ခံခန်းတွေကြီးပဲတွားလာခွင့်လဲတော်တော်လေးလွတ်လပ်တယ်ကျွန်တော်ရောက်သွားတဲ့အခါဆန်ပင်ဖြူရောင်နဲ့အဖိုးကိုတယောက်ကိုတွေ့လိုက်ရတယ်စကားပြောကြည့်မှသိရတာကသူကအကြီးဆုံးကောင်းစတာမိသားစုဟင်နရီရဲ့ခေါင်းဆောင်ဟောင်းလီဖူဟင်နရီဖြစ်နေတယ်သူကသူငယ်ချင်းတချို့နဲ့80ပြည့်မွေးနေ့လုပ်ချင်တာကျွန်တော်ကိုဟင်းချက်ခိုင်းတယ်မှတ်ထားဘိုးကြီးကအသားမစားဘူးဒီတစ်ခါမင်းအခက်တွေ့ပြီးထောင်ရဲ့မိဖို့ချောင်းမှာအဲ့ဒီလောက်ပဲပစ္စည်းရှိတာမွေးနေ့ပွဲကအနည်းဆုံးဟင်း78မျိုးလောက်တော့လောက်ရမယ်ပြီးတော့အသားဟင်းလည်းမပါရဘူးဘယ်လိုလုပ်ရမလဲအဲ့ဒီချိန်မှာအချင်းထောင်ရဲ့စီလက်စ်ကစက်တစ်တလုံးယူလာတယ်အကိုရုံးအချင်းထောင်မှုကမကြသေးခင်ကစားတော့ခန်းဟင်းတွေကောင်းတယ်လို့ပြောတယ်ပစ္စည်းနဲ့ထပ်ဖြည့်ပေးထားတယ်ဒါကငကားနိုင်ငံကနေတင်သွင်းလာတယ်လို့ဟူလို့တဲ့ဆက်ပဲကျွန်တော်မျက်လုံးတွေတောက်ပတ်သွားတယ်ရပြီကျွန်တော်စရင်တစ်ခုရေးပြီးအဖိုးဟင်နရီစီပို့ပေးလိုက်တယ်သူ့ဆက်အသွယ်တွေကိုတုံးပြီးပါဝင်ပစ္စည်းတွေပြင်ဆင်ခိုင်းလိုက်တယ်ဘေးကအဖိုးကြီးတယောက်ကကတ်လာပြီးပြောတယ်ဒါကမင်းရဲ့မွေးနေ့ပွဲဟင်းရစရင်မဟုတ်တော့ပါဘူးနော်အဲ့ဒီငကားနိုင်ငံကကောင်လေးကလည်းစိတ်ကူးရှိတာပဲမင်းကဘာမှဝါလို့မရဘူးဆိုတာတီလိုတို့ဟူပဲစားခိုင်းတာနောက်အဖိုးကြီးတယောက်ကလည်းဝင်มาလာတယ်ငကားနိုင်ငံကထိတ်တန်းစားဖို့မှုကိုခေါ်ထားတယ်ဆိုညီကိုတွေကိုမျက်စိဖွင့်ပေးမယ်ဆိုမထင်ထားဘူးဒီလိုအတုပ်တွေတောင်ထုတ်လာရတဲ့ပေါ့အဖိုးဟင်နရီမျက်မှောင်ကျုပ်သွားတယ်သူကအသားမစားဘူးဆိုရင်မဲ့ဟင်းသီးဟင်းရက်တွေကတန်ဖိုးကြီးတာတွေအများကြီးရှိတာပဲဒီစင်းတွေကကောင်းတဲ့ຢာတွေကတခုမှမပါဘူးဒီကောင်လေးဘာလုပ်နိုင်မလဲဆိုတာငါကြည့်ချင်သေးတယ်တကယ်လို့ငါရဲ့မွေးနေ့ပွဲကိုဒါပျက်စီးစေခဲ့ရင်သူမလောက်အောင်လုပ်ပေးရမယ်တွားပိုင်မို့ကိုတွားပြီးမိဖို့ချောင်းကိုစောင့်ကြည့်ခိုင်းလိုက်အချင်းထောင်ရဲ့စီလက်စ်ကတိတ်တဆိတ်တရွေးမျိုးချလိုက်တယ်ပိုင်မို့ဆိုတာဒီဘလော့ရဲ့တီးတက်စားဖို့မှုတွေတစ်နှစ်မှ3-4ချိန်ပဲလာတာအရင်ကမီရှယ်လင်ကျဲ3ပွင့်စားဖို့မှုဟောင်းတွေကြည့်ရတာအဖိုးဟင်နရီကအကိုယုံကိုလုံးဝစိတ်ပြတ်သွားပြီပဲတရက်ကြာပြီးနောက်ပိုင်မို့ကမိဖို့ချောင်းမှာကျွန်တော်ရဲ့ချက်ပြုတ်မှုအတက်ပညာအောက်မှာလုံးဝကိုဆွဲလန်းသွားခဲ့တယ်ဟင်းလီတဲ့ဓာတ်တလက်နဲ့တို့ဟုကိုဖိနှင်းငက်ပုံစံထွန်းထူလိုက်တာ Oh my god ဒီလိုလေးလံတဲ့ဟင်းလီတာကိုဘယ်လိုလုပ်ဒီလောက်ပေါ့ပါသုံးနိုင်ရတာလဲအရန်အန်သားဖို့ကောင်းတာပဲအချိန်ကမြင်မြန်ပဲကုံဆုံးသွားတယ်ပိုင်မို့ကတခွားတီးတုတ်တပန်းကန်ကြီးတို့ဟုချောက်မြေပဲဆန်တို့ကိုကင်ပြီးရှောက်လာတယ်အဖိုးဟင်နရီကတစ်ချက်ရဲလိုက်တယ်ဒီလောက်ကြီးတဲ့ပန်းကန်ကြီးကတကယ်ကိုတောဆန်လိုက်တာအဖိုးဟင်
ဟင်နရီဒါကမင်းပြောတဲ့ထိတ်တန်းစိန်ခံနဂါနိုင်ငံဟင်းလျာမဟုတ်တော့ပါဘူးနော်သူတို့ရဲ့စားဖို့မှုတွေကဒီလိုဟင်းအိုးကြီးတွေပဲချက်တက်တာလားလီဖူရဲ့မျက်နှာကဘယ်အိုးဖင်လို့မင်းမောင်သွားတယ်မင်းသွားတော့အခုမင်းနဲ့လဲမယ်သူ့ကိုစင်ခိုင်းလိုက်ဘိုင်မိုရဲ့နှုတ်ခမ်းတွေတွန့်သွားတယ်ဒီအဘိုးကြီးတွေကဘာမှနားမလဲကြဘူးပွင့်ပွင့်လင်းလင်းပြောရရင်ကျွန်တော်ရဲ့ချက်ပြုတ်မှုအတတ်ပညာကဆရာယုံလောက်မကောင်းဘူးဒီစကားကိုကြားတော့ဘေးကလူတွေအန်တာသွားကြတယ်ဘိုင်မိုကမီရှယ်လင်ကျဲသုံးပွင့်စားဖို့မှုလေယုံလန်ကသူ့ထက်တောင်ပိုတော်သေးတယ်ပေါ့အဘိုးဟင်နရီကဟာဟာရဲလိုက်တယ်ဒါဆိုရင်လည်းမင်းရဲ့ဆိုးရွားတဲ့လက်ညာမှုတွေကိုငါဖော်ထုတ်ပေးရတာပေါ့ပြောပြီးတာနဲ့အဘိုးဟင်နရီကသူနဲ့တစ်ဖက်ယူပြီးပါးဆက်ထဲထည့်လိုက်တယ်ရုတ်တရက်သူ့မျက်လုံးတွေကပြင်းပြင်းထန်ထန်တုန်ခါသွားပြီးပုံမင်းနေတဲ့ခနာကိုကြီးကရက်နေရဲ့နေရာမှာတင်အသေးချရက်